မျိုးသမီးဟာသူမရဲ့အမဖြစ်သူကဒေါ်လာ10တန်းတန်တယ်လို့ကြွားဝနေတဲ့ရွှေရုပ်တုကြီးကိုတုတ်တစ်ချောင်းနဲ့ရိုက်ခွဲလိုက်ပါတယ်မမျှော်လင့်ပဲရုပ်တုကြီးပုတ်ထွက်သွားတဲ့အခါအထက်ကနေတဲ့တွေထွက်လာတာကိုမြင်လိုက်ရတော့သူမရဲ့အဖေနဲ့ခဲဦးဖြစ်သူတို့ဟာအံ့အားသင့်သွားကြပါတယ်သူမတယောက်သားဓာတ်ကိုကြိုတင်သိနေတဲ့အလားပြုံးနေခဲ့တာပါလူတိုင်းအံ့အားမြင်တက်နေစင်မှာပဲသူမကမြေကြီးနဲ့လှုပ်ထားတဲ့ရုပ်တုတစ်ခုကဒေါ်လာ10တန်းတန်နိုင်မှမလားလို့တယောလိုက်ပါတယ်အဖေဖြစ်သူကလည်းတမက်ကြီးကိုဘာတွေဖြစ်နေတာလဲလို့ချက်ချင်းမေးပါတော့တယ်ပြည်ရများတဲ့အမဖြစ်သူကလည်းသူမရဲ့ခင်ပွန်းကိုဝိုင်းမေးပါတယ်တစ်ချိန်တည်းမှာပဲအမဖြစ်သူကသူမရဲ့ညီမယောက်ျားညီမလေးရဲ့ခင်ပွန်းကိုပါလှောင်ပြောင်းလိုက်ပါသေးတယ်ညီမလေးရဲ့ခင်မုန်းဖြစ်သူကတော့ဒေါသတကြီးနဲ့အမဖြစ်သူကိုရှောက်ပြောမနေနဲ့လို့ပြန်ပြောလိုက်ပြီးအဖြစ်အားလုံးကိုရုပ်တုရောင်းတဲ့ကုန်တယ်စီလွှဲချလိုက်ပါတယ်ဒါကိုအမျိုးသမီးရဲ့ခင်မုန်းဖြစ်သူကပြုံးပြီးဘလောက်ပဲမှားမှားမြေကြီးနဲ့ရွှေကိုတော့မှားမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အမျိုးသမီးကသူမရဲ့မိဘတွေကိုလိန်ညာသူကိုတထေးကြီးလို့ထင်နေတဲ့အတွက်မျက်စိကန်းနေကြတာပဲလို့ပြောလိုက်တဲ့အခါအမဖြစ်သူကဒေါသတကြီးနဲ့သူမယောက်ျားဟာလိန်ညာသူမဟုတ်ကြောင်းညင်းဆိုပါတယ်သူမရဲ့ခင်ပွန်းခဲအိုကလည်းသူ့ကုမ္ပဏီဟာဘီလီယံနာတယောက်နဲ့အလုပ်တွဲလုပ်နေတာလို့ကြွားလိုက်ပေမဲ့သူအထင်မြင်အသေးဆုံးဖြစ်နေတဲ့လူဟာသူပြောနေတဲ့ဘီလီယံနာဆိုတာကိုတော့သူလုံးဝမသိရှာပါဘူးအမေဖြစ်သူကတော့တမက်ကြီးအမားယွင်းဖြစ်သွားတာလို့ကောက်ွယ်ပေးနေပြီးအဖေဖြစ်သူကတော့နင်းတို့လိုဆင်းရဲတဲ့လူတွေကစကားပြောစရာခွင့်ရမရှိဘူးလို့နှိမ်ချလိုက်ပါတယ်သူမဟာမိဘတွေပေါ်အယမ်းစိတ်ပြတ်သွားပြီးတခုမှထပ်မပြောချင်တော့ပါဘူးအမှန်တရားကရှေ့မှာနေရှိနေပေမဲ့သူတို့ကတော့ဆက်ပြီးညှင်းဆန်နေတော့မှာပဲနောက်ဆုံးမှာတော့အမျိုးသမီးကဒီအိမ်ကိုဘယ်တော့မှပြန်မလာတော့ဘူးလို့ပြောပြီးခင်မုန်းဖြစ်သူရဲ့လက်ကိုဆွဲကအိမ်ကနေထွက်သွားပါတော့တဲ့ရုပ်တုအတူနဲ့လိန်နေတဲ့တမက်ကြီးကနောက်မှပိုကောင်းတာတစ်ခုပြန်ဝယ်ပေးမယ်လို့ပြောလိုက်တဲ့အခါမျက်နှာပေးတတ်တဲ့မိဘတွေကပြုံးပြောသွားကြပြန်ပါတယ်အိမ်ပြန်ရောက်တဲ့အခါအမျိုးသမီးကသူမရဲ့ခင်မုန်းကိုထပ်ပြီးတောင်းပန်ပါတယ်ခင်မုန်းဖြစ်သူကတော့သူမရဲ့ကာကွယ်ပေးမှုကိုခံရလို့အယမ်းပျော်နေကြောင်းပြောပါတယ်အမျိုးသမီးကလည်းသူ့ကိုလက်ထက်ရတာအယမ်းပျော်တယ်လို့ပြောတဲ့အခါဘီလီယံနာခင်မုန်းဒီဟာတခါမှမရဘူးတဲ့ပျော်ရွှင်မှုကိုခံစားလိုက်ရပါတယ်ဒါပေမဲ့သူကမင်းခဲအိုမှာပတ်စံမရှိတာကိုဘလို့သိတာလဲလို့မေးလိုက်တဲ့အခါသူမကရှက်ကိုရှက်ကန်နဲ့သူ့ကိုဒေဝါလီခံစေခြင်းလို့လေလို့ပြန်ဖြေပြီးထရက်တာစီကိုပြေးသွားပါတယ်ခင်မုန်းဖြစ်သူကဒါဟာဇနီးတဲ့ရဲ့ဆန္ဒလို့သဘောပိုက်ပြီးသူ့ရဲ့လက်ထောက်စီဖုန်းဆက်ကခဲအိုဖြစ်သူရဲ့ကုမ္ပဏီကိုအမြန်ဆုံးဒေဝါလီခံအောင်လုပ်ဖို့အမိန့်ပေးလိုက်ပါတော့တယ်ညရောက်တဲ့အခါလက်ထပ်ထားတာ3လရှိပြီဖြစ်ပေမဲ့တကယ်လင်မယားအစ်စ်အမှန်မဖြစ်ကြသေးတဲ့အတွက်ခင်မုန်းဖြစ်သူဟာအတော်လေးစိတ်လှုပ်ရှားနေပါတယ်မျိုးသမီးကလည်းသူမရဲ့အချစ်တွေကိုမထိန်ချုပ်နိုင်တော့ပဲရှင်ပူနေလားလို့စတင်မင်းမြန်းလိုက်ပါတယ်ခင်မုန်းဖြစ်သူကသူမဆိုလိုတာကိုချက်ချင်းနားလဲသွားပေမဲ့သူမကတော့သူ့ကိုကြည့်ပြီးပြန်ပြီးရှက်နေမိပြန်ပါတယ်သူတို့နှစ်ဦးရှက်ရွံ့မှုတွေကိုကြော်ဖြတ်ပြီးတကယ်လင်မယားအစ်စ်တွေဖြစ်သွားကြမလားအိမ်အောင်သက်3လအကြာမှာတော့အမျိုးသမီးနဲ့သူမရဲ့ခင်ပွန်းဟာတကယ်လင်မယားအစ်စ်အမှန်တွေဖြစ်လာခဲ့ကြပါတယ်အမျိုးသမီးကမတော်တဆချော်လဲသွားတဲ့အခါသူမကိုတန်ဖိုးထားတဲ့ခင်ပွန်းဖြစ်သူကဒီလိုဆုတ်ချတဲ့အိမ်ကနေထွက်ခွာပြီးဗီလာအင်ကြီးစီပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်အမျိုးသားဟာသူ့မိသားစုနဲ့အစည်းအဝေးတစ်ခုလုပ်ခဲ့ပါတယ်သူကဘီလီယံနာတယောက်ဆိုတဲ့သူ့ရဲ့အမတ်သားကိုမဖော်ထုတ်ဖဲနဲ့သူမကိုဗီလာထဲပြောင်းဖို့ဘယ်လိုသဘောတူအောင်လုပ်ရမလဲဆိုတာကိုသူတို့တိုင်ပင်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့ထက်မြက်တဲ့အကိုကြီးကအကြံကောင်းတစ်ခုရခဲ့ပါတယ်အမျိုးသားကသူ့ဇနီးကိုဗီလာစီခေါ်သွားပါတယ်အမျိုးသမီးကဒီမှာဘာလုပ်နေတာလဲလို့စူးစမ်းစွာမေးမြန်းပါတယ်သူကငါတို့မိသားစုတစုလုံးဒီနေ့ကစပြီးဒီမှာနေတော့မှလို့တိုက်ရိုက်ပြောလိုက်ပါတယ်အမျိုးသမီးဟာအရန်ကိုတုံ့လောက်သွားပါတယ်အထဲကိုလက်လျှောက်ဝင်ကြည့်ပြီးတဲ့နောက်ကိုလိုတောင်အံ့ဩသွားပါတယ်မိခင်ဖြစ်သူကတော့ချွေးမဖြစ်သူကျင်းနေလိမ့်မယ်လို့ထင်နေပေမဲ့သူမကလှည့်ကြည့်ပြီးတောကနေမြို့ကိုပြောင်းချင်ရင်တော့ဒီလောက်ဈေးကြီးရဲ့နေရာမျိုးကိုမငှားသင့်ဘူးလို့ပြောပါတယ်အမျိုးသားရဲ့အကိုကြီးကတော့မျှော်လင့်ထားတဲ့အတိုင်းပြုံးလိုက်ပါတယ်အမျိုးသမီးကပိုးသက်တာတဲ့နေရာကိုရှာဖို့အကြံပြုပါတယ်အဲ့ဒီခါအမျိုးသားကချက်ချင်းပဲဗီလာအင်ရှင်ကနိုင်ငံခြားသွားနေတာငါတို့မိသားစုကိုအိမ်ဆောင်ဖြစ်ငှားထားတာလို့ပြောလိုက်ပါတယ်သူမပို့ပြီးတော့အံ့ဩသွားပါတယ်အမျိုးသားရဲ့အကိုကြီးကလည်းငါတို့ဒီမှာပဲဆက်နေသွားမှာငါတို့အလုပ်ကအိမ်ကိုတေချာဂရုစိုက်ပေးရမှာလို့ချက်ချင်းထောက်ခံပါတယ်သူမကမိဘတွေကကျမ်းမာရေးမကောင်းတော့အိမ်ထိန်းသိမ်းရေးအလုပ်တွေကိုမလုပ်နိုင်ဘူးလို့စိတ်ထဲရှိတဲ့အတိုင်းပြောပါတယ်မတန်ဆွမ်းတယ်လို့ဟန်ဆောင်ထားတဲ့ဖခင်ဖြစ်သူကချက်ချင်းပဲရေလောင်းကိုကောက်ကန်လိုက်ပါတယ်သူကပန်းပင်တွေကိုရေလောင်းဖို့တာဝန်ယူနိုင်တယ်လို့ပြောပါတယ်မိခင်ဖြစ်သူကတော့အိမ်ပေါ်လုပ်မယ်လို့ပြောပါတယ်အကိုကြီးကဥယျာဉ်မှုလုပ်မယ်ဒုတိယအကိုကတစ်ပင်ဆိုင်မယ်လို့ဆိုပါတယ်သူမကသူမရဲ့ခင်ပွန်းဘာလုပ်နိုင်မလဲလို့မေးလိုက်ပါတယ်ကျိုတင်ပြင်ဆင်မထားတဲ့အမျိုးသားဟာအရန်ကိုထိတ်လန့်သွားပါတယ်ခဏအကြာမှာတော့သူကဗီလာရဲ့လုံခြုံရေးကိုတာဝန်ယူမယ်လို့ပြောပေမဲ့သူမကတော့စိုးရိမ်နေတော့မှာပဲအကိုကြီးဖြစ်သူကအိမ်ကိုတေချာဂရုစိုက်ပေးရင်တစ်နှစ်ကိုလစာဒေါ်လာ1 တန်းရမယ်လို့အမြန်ပြောလိုက်ပါတယ်သူမချက်ချင်းပဲမှင့်တက်သွားပေမဲ့ဒါကမဖြစ်နိုင်ဘူးလို့ပြန်ပြောပါတယ်အကိုကြီးကပြုံးပြီးချမ်းသာတဲ့သူတွေရဲ့စိတ်ကူးကအဲ့ဒီလိုပဲထူးဆန်းတယ်လို့ပြောပါတယ်မိခင်ဖြစ်သူကလည်းအိမ်ဟောင်းကဖျက်သိမ်းခံရတော့မှမို့ဒီမှာပဲကောင်းကောင်းနေဖို့အချက်တင်ကြိုက်ပြောလိုက်ပါတယ်သူမဟာနောက်ဆုံးမှာတော့ဒီမှာပဲအလုပ်စူးစမ်းပြီးနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့မှာတော့အမျိုးသားရဲ့မိသားစုဟာဆိုဖာပေါ်မှာစုဝေးပြီးသူတို့မခံစားရတာကြပြီဖြစ်တဲ့စိန်ခံမှုကိုခံစားနေကြပါတယ်ဖခင်ဖြစ်သူကငါတို့ဘယ်လောက်ကြာမတန်ဆွမ်းတယ်လို့ဟန်ဆောင်နေရအောင်ပါလဲလို့မေးပါတယ်လုံခြုံရေးဝတ်စုံဝတ်ထားတဲ့အမျိုးသားကလည်းဒါကအဖြေမဟုတ်ဘူးလို့ညီးတွားပါတယ်မိခင်ဖြစ်သူကတော့သူမရဲ့နှလုံးသားကိုအမြန်ဆုံးရယူဖို့အကြံပေးပါတယ်ဒါဆိုရင်အမှန်တရားပေါ်သွားရင်တော့နောက်ဆုံးမှာသူမထွက်သွားမှာမဟုတ်ဘူးလို့ဆိုပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးရဲ့ခြေတံထွက်လာပါတယ်ဖခင်ဖြစ်သူကဝီချဲစီအမြန်ပြေးသွားပြီးသူတို့လည်းဆိုဖာပေါ်ကနေအမြန်ထားလိုက်ကြပါတယ်တန်ရှင်းရေးလုပ်ပြီးတဲ့အမျိုးသမီးလမ်းလျှောက်ဝင်လာပါတယ်သူတို့တွေဒီအမျိုးသမီးကိုထာဝရလိန်ထားနိုင်ပါမလားအမျိုးသမီးကသူတို့ရဲ့လက်ကွက်တွေကိုတီးသွားမလားသူမကအမှန်တရားကိုသိသွားတဲ့အခါစိတ်ဆိုးပြီးထွက်သွားမလားဒါမှမဟုတ်ခင်မုန်းဖြစ်သူရဲ့ချစ်ချင်းမြတ်တာကြောင့်ခွင့်လွှတ်ပေးမလားဆိုတာနောက်ပိုင်းတွေမှာစက်ကြည့်ရအောင်ဗျာ